အားလုံးပဲမင်္ဂလာပါဒီကနေ့ရှင်းလင်းတင်ပြချက်မှာတော့ British Empire ရဲ့အထင်ကရအစုံထောက်ဇာတ်ကောင်ကြီးတူဟာ1930ပြည်လွန်နှစ်များကမြန်မာအသွေးအကောင်တူဖက်ဘလို့များအတွင်ပြောင်းလဲသွားခဲ့တယ်လဲဆိုတော့စိတ်ဝင်စားဖွယ်ရာစာပေဖန်တီးဖို့ပါရမီအကြောင်းကိုအတူတူလေ့လာသွားကြမှာဖြစ်ပါတယ်ကဲကန်ထူဝင်စုံထောက်ဇလန်တပုတ်ရဲ့အခင်းချင်းကိုအတူတူမြင်အောင်ကြည့်လိုက်ရအောင်ဗျာညာနဲ့တန်းခေါင်ရံမှာအခုညီတောင်းခံဖို့ရောက်လာတဲ့တကားခောက်တန်းမိဖို့ဘဲကစီးရန်တောင်းနေတဲ့စုံထုတ်ကြီးပြီးတော့ရှုပ်ထွေးနေတဲ့လူသားမှုတစ်ခုကိုဖြည့်ရှင်းဖို့အရေးကြီးတဲ့ခရီးစဉ်တစ်ခုကိုစတင်လိုက်တဲ့မြင်းကွင်းမျိုးပေါ့ရင်းနှီးနေတယ်မဟုတ်လားဒါပေမဲ့ဒီနေရာမှာအပြောင်းလဲလေးတစ်ခုရှိနေတယ်ကျွန်တော်တို့ဟာလန်ဒန်မြို့က Holmes နဲ့ Watson တို့ရှိမှရှိမနေပါဘူးစာရေးဆရာကြီးရွှေဦးတောင်းပြောင်းမြောက်စွာဖန်တီးထားတဲ့မြင်းကြီးရှင်မောင်ဆန်ရှာနဲ့သူ့ရဲ့သစ္စာရှိလူဖော်ကိုင်းဘက်ဦးထိုင်းမောင်တို့ရှိရာကိုလိုနီခေတ်ရန်ကုန်မြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်အပိုင်းတဲ့ကန်တဝင်စုံထောက်ဆက်လန်များကိုဒေသန်တော်မိုးပြူချင်းဆရာကြီးရွှေဦးတောင်းလည်းစာသားတွေကိုတာမန်ဘာသာပြန်ယုံတင်မဟုတ်ပဲမြန်မာစာဖတ်ပရိသတ်တွေအတွက်စုံထောက်ဆက်လိုင်းတွေကဘာဒီကိုဘလို့အသက်ဝင်အောင်ပြောင်းလဲပေးခဲ့တယ်လဲဆိုတာကြည့်လိုက်ရအောင်တကယ်စိတ်ဝင်စားစရာကောင်းတာကကန်ထရင်စုံထောက်ဆက်လန်ရဲ့အမီဒီကိုဒေတာကန်ပတ်ဝန်းကျင်နဲ့ချက်ချင်းရင်းနှီးကြောင်းရမှုရှိသွားအောင်ဘလောက်တောင်ချောင်းမွေးစွာပြောင်းလဲပြခဲ့တယ်လဲဆိုတာပါပဲဥပမာ A Crooked Man ကိုထူးဆန်းသောလူတတ်မှုကြီးဆိုပြီးဆွဲဆောင်မှုရှိပြောင်းလဲလိုက်တာမျိုးပေါ့ပြီးတော့ဒါကဇလန်တစ်ခုလုံးအပေါ်မှာရောတင်းငယ်တဲ့အသေးစိတ်လေးတွေမှာပါဘလောက်အလုံးပြောင်မြောက်စွာပြောင်းလဲထားတယ်လဲဆိုတာပြသနေတာပါဒါရှော့ကိုတွားမဲ့ခရီးစဉ်တစားတန်လင်းကိုတွားတဲ့ခရီးစဉ်ဖြစ်ပြောင်းလဲလိုက်တာမျိုးချင်းတက်ခိုက်ခံရတဲ့အဖြစ်ဖြစ်အစားကြောက်မက်ခွဲကြားကြိုက်ခံရတဲ့အဖြစ်ဖြစ်ပြောင်းလဲလိုက်တာမျိုးတွေကတကယ်ကိုအသက်ဝင်စေတာပါအပိုင်းနဲ့ရိုက်ခင်ဘတ်မှာရှမ်းပြည်နယ်တို့ကန်ဒဝင်စုံတော့တိုင်းမှာတူလောက်ကိုထက်မြက်တဲ့ပြိုင်ဖက်ကြီးနဲ့ရင်ခွင်စရာနောက်ဆုံးတိုက်ပွဲဆိုလားရှိစမြဲပဲလေဒီမှာအဓိကကြတဲ့အချက်ကတော့ရာဇဝတ်မှုကွိုင်းချုပ်ကြီးနေရာမှာ British တင်ချပညာရှင်အစဒေတာတွင်ရာဇဝတ်ကွိုင်းကိုဦးဆောင်တဲ့ယာထူးမှထုတ်ပယ်ခံထားရတဲ့ရန်ကုန်တက္ကသိုလ်ဓာတုပေရာဘာမော့ခဦးတွန်းပဲဖြစ်ဘလို့အဝင်ခွင့်ကြပြောင်းလဲဖန်တီးထားတယ်ဆိုတာပါပဲဆွေဇာလန်နိုင်ငံကရိုက်ခင်ဘက်ရေးတန်းခုံအစားစုံထုံနဲ့သူ့ရဲ့ပြိုင်ဘက်တို့အသက်အန္တရာယ်ကြုံလို့ရလောက်တဲ့ရင်ခုံဖွယ်ရနောက်ဆုံးပြုတ်ကြမှုညင်ကွင်းကိုရှမ်းပြည်နယ်ကကြီးမားခံနာတဲ့ရေးတန်းခုံတစ်ခုစီကိုအသက်ဝင်စွာပြောင်းရွှေ့ထားခဲ့ပါတယ်တကယ့်ကိုညံကွက်မျိုးမှုပါပဲဒီလောက်ပြင်းထန်တဲ့အသေးဆုံးမှုမျိုးဇလက်ဆုံးတော့ကိုပေးလိုက်ပြီးနောက်မှာတော့ဆရာကြီးရွှေဦးတောင်းဟာအာသာဂွန်ဒိုင်းဂျုံတွေခဲ့ရတဲ့စာပေပြဿနာကိုပဲထပ်မံရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒါကတော့တေးသွားတဲ့စုံတော့ကြီးကိုဘယ်လိုပြန်လဲအသက်သွင်းမလဲဆိုတာပါပဲအဖိုင်းတုံးယတိနဲ့စိတ်တဘာဝမောင်ဆန်ရှားပြန်လဲပေါ်လာပုံကဆရာကြီးရွှေဦးတောင်းထဲ့သွင်းထားတဲ့နှဆိုင်တဲ့ဒသနာအလွာတွေကိုဖော်ပြနေပါတယ်ဒီအချက်ကဘလို့ဆက်နေလဲဆလာကြည့်အောင်မွင်းဆန်လန် The Empty House မှာ Holmes ကတာမန်ဆောက်ရောင်းသူအဖို့တူအဖက်ပြန်လဲပေါ်လာပေမဲ့ဆန်ရှာကတော့မြန်မာတဲ့နာမန်ဆန်ရချင်းကြံသူယတိတဘာအတွင်းနဲ့ပြန်လဲပေါ်လာခဲ့ပါတယ်။ဘာဖြစ်လို့ဒီလိုရွေးချယ်ခဲ့တာလဲ။ဒါဟာစာရေးဆရာကြီးရွှေဦးတော်ကိုယ်တိုင်ပြင်းနဲ့ကျင့်ကြံအားထုတ်ခဲ့တဲ့ဝိပဿနာတရားနဲ့တတိပဒံကျင့်စဉ်တဲ့ပေါ်တိုက်ရိုက်အခြေခံထားလို့ဖြစ်ပါတယ်။အတ္တကိုဖယ်ရှားဖို့ပြစ်စုံပါမှာပဲစိတ်ကိုအစဉ်စောင့်ကြည့်နေတဲ့သဘောတရားပေါ့ဒီမှာပြထားတဲ့ကောင်းတို့ချက်လိုပါပဲဆရာကြီးရဲ့ကိုပိုင်နံပိုင်ရှာရကြင်ကြမှုခရီးစဉ်ကနေဆန်ရှားဖို့အတ္တကင်းစင်တဲ့အမြင်တစ်ခုကိုရရှိစေခဲ့ပါတယ်ရိုးရအနောက်တိုင်းဇုံတော့တည်းရဲ့မာနာကြီးတဲ့ညာယွန်ညံတွေးထက်မြင်းခါမတကြားခါမတဆိုတဲ့တတနာကိုပို့ပြီးဦးစားပေးလာစေခဲ့ပါတယ်ဒီလိုနံပိုင်းဆိုင်ရာကိုချင်းစားတရားဟာဆန်ရှားရဲ့လောက်ရက်တဲ့မှာဓာတ်ရိုက်ချင်းဟန်လာခဲ့ပါတယ်သူကိုကိုလိုနီခေတ်ရန်ကုန်မြို့ကလူမျိုးရေးနဲ့နိမိတ်တွေကိုကြော်လွန်ပြီးလူတိုင်းကိုကူညီပေးတဲ့ထူးခြားပြောင်မြောက်လာတဲ့ခွဲခြားဆက်ဆံမှုကင်းတဲ့ထွေးကောင်းဦးဖြစ်လာစေခဲ့ပါတယ်အပိုင်းလေးအမျိုးသားရေးစိတ်တက်ရှိသောစုံထောက်ဗုဒ္ဓဘာသာဒသနာရဲ့ဒီမောင်ဆန်ရှားရဲ့ဇက်ကောင်ဟာအဲ့ဒီခေတ်ကပြင်းထန်တဲ့နိုင်ငံရေးအခြေအနေကိုဘာထင်ဟပ်ဖျားတာနေပါတယ်မေးစရာရှိလာတာကဘယင်မာကြီးရဲ့လက်ဆောင်ကိုဆန်ရှားဘာလို့ငင်းပယ်ခဲ့လဲဆိုတာပါပဲမူရင်းဇလန်နဲ့မှာ Holmes ဟာ Victoria ဘယင်မာကြီးရှိကနေကြီးကျယ်ခါနာတဲ့လက်ဆောင်တစ်ခုကိုလက်ခံရရှိခဲ့ပေမဲ့ဆန်ရှားရဲ့ဇလန်ပါတော့ဒီလိုတော်ဝင်လက်ဆောင်ပေးရမှုကိုတိတိတတာကိုဖေရှားပစ်ခဲ့ပါတယ်ဒီလိုဖယ်ရှားလိုက်တာဟာ1930ပြည်လွန်မှုများမြန်မာနိုင်ငံမှာကြီးထွားလာနေတဲ့အမျိုးသားရေးနဲ့ကိုလိုနီစန့်ကျင်လှုပ်ရှားမှုတွေကိုကြားနေအနေနဲ့ထင်ဟပ်ပြသနေတာဖြစ်ပါပဲအဲ့ဒီချိန်ကဒေသခံတွဲကောင်းတဝက်အနေနဲ့ British တော်ဝင်လက်ဆောင်ကိုလက်ခံခြင်းဟာလုံးဝမတင်လျော်ဘူးလို့ရှုမြင်ကြလို့ဖြစ်ပါတယ်ဇလန်ပြန်လဲမွမ်းမံမှုတွေမှာပြောင်းလဲနေတဲ့ကဘာလုံးဆိုင်ရာမဟာမိတ်အခြေအနေတွေကိုတော့ထက်သွင်းခဲ့လာတွေ့ရပါတယ်ဥမာဂျပန်စီဝါရေးသမားတူကမြန်မာယာရှိတူရဲ့ဆွေမျိုးကိုချင်းကပ်စီးယုံတဲ့ဇက်ကွက်မျိုးပြောင်းလဲဖန်တီးခဲ့တာမျိုးပေါ့
ဒီလိုတိကျတဲ့စာပေဆိုင်ရာအပြောင်းလဲဟာ British အုပ်ချုပ်မှုကိုစန့်ကျင်ဖို့မြန်မာအမျိုးသားရေးဝါဒီတွေနဲ့မဟာမိတ်ဖလှယ်ဖို့ကြိုးပမ်းနေတဲ့ဂျပန်တွေရဲ့တမိုင်းဆိုင်ရာအမှန်တရားကိုဖတ်မလိုက်ပဲဖော်ပြခဲ့တာဖြစ်ပါတယ်။အပိုင်းကဘာသာပြန်ချင်းထက်ကျော်လွန်သောအမွေနဲ့မော်ဇန်ရှာရဲ့ဇလိုင်းဟာနိုင်ငံခြားယူအစားတစ်ခုကိုယူပြီးဒေတာကန်တွေနဲ့အနီးကပ်ဆုံးထစ်အောင်ဘလို့ဖန်တီးနိုင်တယ်ဆိုတဲ့အမခံသက်သေတစ်ခုပါပဲ။ဆရာကြီးရွှေဦးတောင်းဟာအန်တော်ဖက်ခေါင်းတဲ့အရာတစ်ခုကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်။သူဟာစာသားတွေကိုတာမန်ဘာသာပြန်ယုံလောက်တဲ့မဟုတ်ပဲလျှို့ဝှက်စမ်းကြက်မှုတွေကိုနှက်ဆိုင်တဲ့ဒသနာအမြင်တွေတိတ်ဆိတ်တဲ့သွန်လန့်မှုတွေနဲ့ပေါင်းဆက်ပြီးရင်ကျိမှုအမလက္ခဏာတစ်ခုလုံးကိုပါအသက်ဝင်အောင်ဒေသနာတာမှုပြုနိုင်ခဲ့တာပါ။ဒီတော့စဉ်းစားစရာတစ်ခုကြံနေတာကယနေ့ခေတ်ကမ္ဘာလုံးဆိုင်ရာဇလန်းတွေကိုကျွန်တော်တို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုဒသနာအမြင်တွေနဲ့ထင်ဟနိုင်အောင်ဘယ်လိုများပုံဖန်တီးနိုင်မလဲဆိုတာပါပဲဒီကနေ့ရှင်းလင်းတင်ပြချက်ကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါအဆုံးထိလိုက်ပါလိလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်